တနေ့ပြည့်မှဖောက်မယ်လို့ရည်ရွယ်ထားတဲ့စုဘူးလေးတစ်နှစ်မပြည့်ခင်ဖောက်လိုက်ရပါပြီအိမ်ဖွင့်လီလာလွန်သွားတယ်ဒီနားလေးပဲပါစားကလေးအိမ်လေးလေးပါဆိုပေါ်လေးနဲ့ပြန်ထားလိုက်လိုတော့လုံလေးသေးရဒါနဲ့လည်းဖောက်လိုက်ရအသက်ပြန်စားဆေးလိုက်တနေ့ပြေးဖို့လဲလိုသေးတယ်စူဘူးလေးလဲပြေးဖို့လိုသေးလို့ဖောက်ပြေးရမှာနှမျောနေပေမဲ့လည်းလိုချင်တာလေးဝယ်ဖို့ရှိလို့တစ်နှစ်မပြည့်ခင်အခု8လမှာပဲဖောက်လိုက်ပါပြီရည်ရွယ်ထားတဲ့အချိန်လေးမပြေးခင်ဖောက်လိုက်ရလို့နည်းနည်းတော့စိတ်မကောင်းဖြစ်ပေမဲ့ကိုမျောလင့်ထားတာထက်ပိုစုမိနေတယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့အယမ်းပျော်ပါတယ်။ညာသားပဲမမဒီဗီဒီယိုလေးကတော့2025ခုနှစ်မှာကိုအတွက် achievement လေးတစ်ခုရခဲ့တယ်ဆိုတာကိုမိုဒီပြန်ပေးဖို့အတွက်ရိုက်ထားပြတာပါ။ဒီ2026မှာလည်းထပ်စုအောင်မယ်လို့စဉ်းစားထားတာမို့လို့ပတ်စံစုဖို့ရည်ရွယ်ထားတဲ့သူလေးရှိရင်အတူတူစုကြမယ်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက် vlog တွေမှာပြန်တွေ့ပါမယ်။တတ်တာ။